အမျိုးသားဟာသူ့ဇနီးနဲ့နောက်ထပ်အမျိုးသမီးတစ်ယောက်ကိုတိတ်တဆိတ်တွေ့ဆုံနေတဲ့အခန်းစီကိုလက်ထောက်နဲ့အတူရောက်ရှိလာပါတယ်။ဂရင်းပရမာနှစ်ယောက်သားအိပ်ပျော်နေတာကိုတွေ့လိုက်တဲ့အခါတုံးလုသွားတဲ့လက်ထောက်ကိုအတန်မထွက်ဖို့အချက်ပြလိုက်ပါတယ်။အဲ့ဒီနောက်သူကြိုတင်ပြင်ဆင်လာတဲ့ရားရံမုံနေတဲ့ကော်ရီကိုကျမ်းပြင်ပေါ်ကဝက်ဝင်ယူဝစ်စုံတွေကိုတစ်ခုချင်းထည့်လိုက်ပါတယ်။မနစ်ကတည်းအယုတ်တွေကိုမုန်းတီးတဲ့သူ့ဇနီးဟာအိပ်ပျော်နေရင်ဝက်ဝင်ယုတ်ကြီးကိုဖတ်ထားတာကိုသူတတိထားမိခဲ့ပါတယ်။ဝက်ဝင်ယုတ်ထဲကနေအမျိုးသားတစ်ယောက်ရဲ့လက်တစ်ဖက်ထွက်နေတာကိုမြင်လိုက်တဲ့အချိန်မှာသူဟာလူအကြီးကျယ်အဖြစ်ခံလိုက်ရမှန်းသိသွားပါတယ်။လွန်ခဲ့တဲ့2 နာရီကတည်းသူဟာဘီလီယံနာတစ်ယောက်ဖြစ်ကြောင်းဖွင့်ပြပြီးပိုင်ဆိုင်မှုအားလုံးကိုသမီးဖြစ်သူရဲ့မွေးနေ့ပွဲမှာပေးရဖို့စီစဉ်ထားခဲ့တာပါ။လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာသူဟာတာမန်လူတစ်ယောက်လိုဟန်ဆောင်ပြီးဇနီးဖြစ်သူရဲ့စီးပွားရေးကိုကူညီပေးခဲ့ပါတယ်။အကျွေးပတ်လဲဝိုင်းနေတဲ့ကုမ္ပဏီကိုအောင်မြင်စွာတိစောက်ပေးခဲ့တာဟာသူမကိုဂုဏ်တင်စေခြင်းလိုပါပဲ။ဒါပေမဲ့သူဝယ်ပေးထားတဲ့ဝက်ဝင်ယုတ်ကြီးလှုပ်ရှားနေတာကိုတွေ့ပြီးဇနီးဖြစ်သူကသူ့ကိုရေချိုးခန်းနဲ့အတင်းဆွဲခေါ်သွားတဲ့အခါသူမတခုခုဖုံးကွယ်ထားမှန်းထိသွားပါတယ်။သူ့ရဲ့စစ်မှန်တဲ့အချစ်တွေသစ္စာဖောက်ခံရတာကိုသိလိုက်ရတဲ့ဒေါသကြောင့်အခန်းထဲဝင်ဖို့လုပ်ပေမဲ့ဝက်ဝင်ရုပ်ကိုကြောက်ကြောက်လန့်လန့်ဖတ်ထားတဲ့ဇနီးကိုမြင်တော့သူတွန့်ဆုတ်သွားပါတယ်။အဲ့ဒီအချိန်မှာသူမျက်စိမားလာလို့ပဲထင်ပြီးဇနီးကိုပြန်တောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့ဂရင်းအောက်မှာတော့အမျိုးသားတစ်ယောက်ကသူ့အိပ်ပျော်မဲ့အချိန်ကိုပြုံးပြီးစောင့်နေတယ်ဆိုတာသူမသိခဲ့ပါဘူး။အဲ့ဒီညတန်းကောင်ရန်မှာသူအိမ်မက်ဆိုးကနေနိုးလာပြီးဇနီးဖြစ်သူဂရင်ဘော်ကဆင်းသွားတာကိုနောက်ကလိုက်ကြည့်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့အခန်းထဲမှာသစိမ်းတစ်ယောက်ရှိနေတာကိုအထင်ရှားမြင်လိုက်ရပါပြီ။သူကတော့ဝက်ဝင်ရုပ်ထဲမှာတစ်ချိန်လုံးဖုံးနေတဲ့ဇနီးဖြစ်သူရဲ့လက်ထောင်ပဲဖြစ်ပါတယ်။တကားအကင်မှာရပ်နေတဲ့သူ့နှလုံးသားဟာဓာတ်နဲ့အထိုးခံရတယ်လို့နာကျင်သွားရပါတယ်။သူတို့နှစ်ယောက်စကားပြောနေတာကိုခိုးနားထောင်မိတဲ့အခါသမီးလေးဟာသူ့ရဲ့သွေးသားရင်မဟုတ်တာပါသိသွားပါတယ်။အဲ့ဒီနေ့ပါပဲသူလက်စားချီဖို့ဆုံးဖြတ်လိုက်ပါတယ်။ဝက်ဝင်ရုပ်ထဲမှာထောင်ချောက်ဆင်ပြီးနောက်တန်းကောင်ရန်မတိုင်ခင်လင်မယားကွာရှင်းစာချုပ်ကိုအမြဲဆုံးမူချမ်းရွေးဆွေးဖို့သူ့ရဲ့ဥပဒေအဖွဲ့ကိုအမိန့်ပေးလိုက်ပါတယ်။နောက်နေ့သမီးလေးရဲ့မွေးနေ့ပွဲမှာသူ့ယောက်ျားကလည်းရောက်လာပါတယ်။သူဟာဘီလီယံနာချစ်မန်ဖုံးကွယ်ထားတာကြောင့်ယောက်ျားကသူ့ကိုနှစ်အတော်များအထင်သေးခဲ့ပါတယ်။သူ့အမြင်မှာတော့ဒီလူဟာသမီးဖြစ်သူကိုမိခိုးနေတဲ့အသုံးမရလူပါပဲ။ဧည့်သည်နှစ်အနည်းကိုယောက်ျားကညီးသူးပြီးစီးပွားရေးလုပ်ပေါ်ကိုင်ခွေတွေနဲ့လူကုန်တင်တွေကိုဖိတ်လိုက်ပါတယ်။မကြခင်ဗီလာတစ်ခုလုံးဧည့်သည်တွေနဲ့ပြည့်သွားပါတယ်။အပေါ်ရွက်မှာဇနီးဖြစ်သူရဲ့လက်ထောင်ဟာဝက်ဝင်ရုပ်ဝစ်စုံကိုဝတ်ဖို့လုပ်တဲ့အခါတကိုယ်လုံးပိုးတော်တွေတွားနေတယ်လို့ရားရံလာပါတယ်။ဇနီးဖြစ်သူကဝက်ဝင်ရုပ်ကိုဝရန်တာမှာတွေ့တော့လွှတ်ချက်ပေါက်ကျမှုစိုးရိမ်ပြီးအပေါ်ရွက်ကိုပြေးတက်သွားပါတယ်။သူမကလက်ထောင်ကိုဝတ်စုံတွေကဆွဲထုတ်ဖို့စ조사နေတော့အမျိုးသားကရောက်လာပြီးမွေးနေ့ပွဲစတော်မှာကိုဘာကြောင့်ဝက်ဝင်ရုပ်ကိုဖတ်ထားတာလဲလို့မေးပါတယ်။သူမကနေလန်းနေတာလို့စင်ကြေးပေးပါတယ်။အမျိုးသားကဝက်ဝင်ရုပ်ရဲ့ချက်တော့ကိုနှိမ့်လိုက်တော့အထက်ကလက်ထောင်ကအတန်ထွက်သွားပါတယ်။ဇနီးဖြစ်သူကအယုတ်ကအတန်ငိမ့်တာတဘာဝပဲလို့ပြောပြီးသူ့ကိုအောက်ထဲဆင်းသွားခိုင်းပါတယ်။အောက်ထဲရောက်တော့ဧည့်သည်တွေကသူဟာမိမလှုပ်စာစားနေတယ်လို့တီးတူးပြောကြပါတယ်။သူဟာပြုံးပြီးလက်ခံလိုက်ပြီးဇနီးဖြစ်သူရဲ့စ조사မှုကိုကျေးဇူးတင်တဲ့အနေနဲ့ဒီပွဲကိုမီဒီယာ30ကနေတိုက်ရိုက်လွှင့်ထားတယ်ဆိုတာပြောလိုက်ပါတယ်။အဲ့ဒီနောက်ဧည့်သည်တွေနဲ့သတင်းတောက်တွေကိုအပေါ်ရက်ကိုအံ့ဩစရာလုပ်ဖို့ခေါ်သွားပါတယ်။အပေါ်ရက်မှာတော့ဇနီးဖြစ်သူဟာရားရလွတ်လို့ဝတ်စုံချွတ်ချီနေတဲ့လက်ထောင်ကိုကူညီဖို့လုပ်နေရင်လက်တွေကော့ကတ်သွားပါတယ်။သူတို့နှစ်ယောက်ရုံးခဲခံဆက်ပြီးအော်ဟိတ်လိုက်တဲ့အတန်ကအောက်ထဲအထိကြားရပါတယ်။အမျိုးသားကစိုးရိမ်ဟန်ဆောင်ပြီးတကားကိုရိုက်ချို့ဖို့လုပ်ပြီးမဲ့ဇနီးဖြစ်သူကအဝတ်အလဲနေလာမှုလူတွေကိုပြန်ခေါ်သွားဖို့အော်ပြောပါတယ်။ဒါပေမဲ့အမျိုးသားကတော့ကောက်ရိုက်ကာနဲ့တကားကိုကန်ဖွင့်ပြီးအခန်းထဲဝင်သွားပါတယ်။သူဟာဝက်ဝင်ရုပ်ထဲကလက်ထောင်ကိုဒေါသကြီးရိုက်နေပါတော့တယ်။ဓာတ်ရိုက်လွှင့်နေတာကိုကြည့်နေတဲ့ပရိသတ်တွေကလည်းဇနီးဖြစ်သူရဲ့ပုံစံဟာပုံမှန်မဟုတ်တာကိုသတိထားမိသွားကြပါလေ။